အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်ဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့ဂျိုဂုံတွေရဲ့သင်္ကေတများအကြောင်းဖြစ်ပါတယ်အဲ့တော့ဂျိုဂုံအသီးသီးမှာသူသင်္ကေတလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလက်ညှိုးချေရင်ပေါ့လက်ညှိုးချေရင်မှာရှိတယ်ကျွန်တော်တို့ကဂျိုဂုံလေးကိုကြာတာပရိဂျိုဂုံလို့ခေါ်ပါတယ်အဲ့တော့ကြာတာပရိဂျိုဂုံရဲ့သင်္ကေတလေးတွေကိုရေးပေးထားပါတယ်ဒါကလက်ခလေရဲ့လက်ခလေချေရင်မှာရှိနေတဲ့ဂျိုဂုံလေးကိုတော့စနေဂျိုဂုံလို့ခေါ်ပါတယ်အဲ့တော့စနေဂျိုဂုံရဲ့သင်္ကေတလေးတွေကိုရေးပေးထားပါတယ်ဒါကလက်တကြွယ်ရဲ့လက်တကြွယ်ရဲ့ခြေရင်းမှာရှိတဲ့အသားဘူးကကျွန်တော်တို့တနင်္ဂနွေဂျိုဂုံအဲ့တော့တနင်္ဂနွေအမှတ်အသားလေးကိုတနင်္ဂနွေဂျိုဂုံရဲ့အမှတ်အသားလေးကိုရေးပြထားပါတယ်အဲ့တော့ဒီလက်တန်းခြေရင်းမှာရှိတဲ့အသားဘူးလေးကိုကျွန်တော်တို့ကဗုဒ္ဓဦးဂျိုဂုံလို့ခေါ်တဲ့အတွက်အဲ့တော့ဗုဒ္ဓဦးဂျိုဂုံရဲ့သင်္ကေတလေးကိုရေးသားဖော်ပြထားပါတယ်အဲ့တော့လက်မခြေရင်းမှာရှိတဲ့အသားဘူးလေးကတောက်ကြဂျိုဂုံမှာအဲ့တော့တောက်ကြဂျိုဂုံရဲ့သင်္ကေတလေးကိုလည်းရေးပြထားပါတယ်ဒါကတောက်ကြဂျိုဂုံရဲ့မျက်နှာချင်းဆိုင်မှာကျွန်တော်တို့တနင်္လာဂျိုဂုံရှိပါတယ်အဲ့တော့တနင်္လာဂျိုဂုံရဲ့သင်္ကေတလေးကိုလည်းရေးပြထားပါတယ်အဲ့တော့ဒီလက်ညှိုးနဲ့လက်မကြားကြာတာပရိနဲ့တောက်ကြကြားမှာရှိတာကတော့အင်္ဂါအဖိုးပါအဲ့တော့အင်္ဂါအဖိုးရဲ့အမှတ်အသားလေးကိုကျွန်တော်တို့ရေးပြထားပါတယ်ဒါကအင်္ဂါအဖိုးနဲ့မျက်နှာချင်းဆိုင်မှာတော့ကျွန်တော်တို့အင်္ဂါအမရှိပါတယ်အဲ့တော့အင်္ဂါအမဂျိုဂုံရဲ့အမှတ်အသားလေးကိုလည်းကျွန်မရေးပြထားပါတယ်ဒါကဒီဂျိုဂုံတွေရဲ့အလဲမှာရှိနေတာတော့ကျွန်မအင်္ဂါလွင်ပြင်ဖြစ်ပါတယ်အဲ့တော့ဒီအင်္ဂါလွင်ပြင်ဆိုတဲ့အကြောင်းလေးကျွန်မဒီပုံလေးမှာပေါ့နော်ရေးပြထားပါတယ်အဲ့တော့တနင်္ဂနွေဂျိုဂုံရဲ့အမှတ်အသားတွေတနင်္လာဂျိုဂုံရဲ့အမှတ်အသားတွေအင်္ဂါဂျိုဂုံရဲ့အမှတ်အသားတွေဗုဒ္ဓဦးဂျိုဂုံရဲ့အမှတ်အသားတွေကြာတာပတိဂျိုဂုံရဲ့အမှတ်အသားတွေတောက်ကြဂျိုဂုံရဲ့အမှတ်အသားတွေစနေဂျိုဂုံရဲ့အမှတ်အသားတွေအဲ့တော့ဒီအမှတ်အသားလေးတွေကိုကျွန်တော်တို့ကကြည့်ထားခြင်းအပြင်သိထားခြင်းအပြင်ပေါ့နော်လက္ခဏာပညာကိုလေ့လာတဲ့နေရာမှာလမ်းကြောင်းတွေကိုပြောတဲ့နေရာမှာလမ်းကြောင်းတွေရဲ့သွားရလာရတွေကိုပြောတဲ့နေရာမှာတော်တော်ကိုအထောက်အကူဖြစ်စေပါတယ်ဒါကြောင့်ဒီဂျိုဂုံသင်္ကေတလေးတွေကလည်းလက္ခဏာပညာမှာလိုအပ်တဲ့ဒီအမှတ်အသားတွေဖြစ်ပါတယ်အဲ့တော့သင်္ကေတတွေဖြစ်ပါတယ်အဲ့တော့ဒီသင်္ကေတလေးတွေကိုလည်းအလွတ်ကြက်မှတ်ထားလို့ရှိရင်ရအောင်လေ့လာထားလို့ရှိရင်အဲ့တော့အသိပညာတစ်ခုတိုးစေပါတယ်ပြီးရင်လက္ခဏာပညာကိုလေ့လာတဲ့နေရာမှာလည်းအထောက်အကူဖြစ်စေတဲ့ဆိုတဲ့အကြောင်းလေးကိုပြောကြားရင်းနဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့လူအင်ဆန္ဒများပြည့်ဝကြပါစေ